လူဖွဲ့စည်းတွေမှာအကွဲပြားတဲ့မားကြောက်ဖြစ်နေရလဲဒီတစ်ခေါက်မှာတော့အဲ့ဒီလိုကွဲပြားမှုတွေကိုကြော်လွှားနိုင်မယ်အားကောင်းတဲ့အတွေးခေါ်တစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်စိတ်ဝင်စားစရာကောင်းတာကဒီအတွေးခေါ်ကကျွန်တော်တို့အားလုံးနေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ခံစားမှုတစ်ခုဟုတ်ပါတယ်ကြောက်ရွံ့ခြင်းကနဲ့အစာကျထားလာပါကဲပထမဆုံးအနေနဲ့ကြောက်ရွံ့ခြင်းကိုခဏတစ်ဖြုတ်ခံစားလိုက်ရတဲ့စိတ်ခံစားမှုတစ်ခုလုံးမမြင်ဘဲနဲ့လူဖွဲ့စည်းတစ်ခုလုံးမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့အလေးအကျင့်တစ်ခုအနေနဲ့ရှုမြင်ကြည့်ဖို့လိုပါတယ်ကြောက်နေရတာကအကျင့်တစ်ခုလိုဖြစ်နေတယ်တဲ့ဒီစကားကပြဿနာရဲ့အနတ္တရာကိုတဲတဲထောက်ပြလိုက်တာပါပဲဒါကဘာကိုပြောတယ်လဲဆိုတော့ကြောက်စိတ်ဆိုတာတခါတလေမှပေါ်လာတဲ့ခံစားချက်မဟုတ်တော့ဘူးနေ့စဉ်ဘဝရဲ့နောက်ခံတည်သွားလို့မျိုးအမြဲတမ်းရှိနေတဲ့အရာတစ်ခုဖြစ်လာတဲ့ဆိုတဲ့သဘောပါပဲဆိုတော့ဒီလိုအလေးအကျင့်ဖြစ်နေတဲ့ကြောက်စိတ်ကိုဖြေရှင်းခြင်းတယ်ဆိုရင်ချက်ချင်းလုံးလို့မရပါဘူးသူ့ရဲ့အရင်မြစ်ဇင်းမြစ်ကိုအရင်ရှာဖို့လိုတယ်ဒါကယောဂတစ်ခုကုသတာနဲ့တူတူပါပဲအမြစ်ကိုမရှာနိုင်တဲ့ရဲ့အပေါ်ယာကုသမှုတွေကဘယ်တော့မှထိရမှာမဟုတ်ဘူးလေကာဗီကြောက်စိတ်ကအလေးအကျင့်တစ်ခုဖြစ်လာတဲ့အခါဘာဆက်ဖြစ်မလဲအဲ့ဒီညမှာပဲမုံတီးချင်းဆိုတဲ့နောက်ထပ်အားဖြင့်နဲ့စိတ်ခံစားမှုတစ်ခုဝင်လာပါတော့တယ်ဒီနှစ်ခုကဘလို့များဆက်ဆံနေတယ်လဲကြည့်လိုက်ကြအောင်တဲချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကြောက်ရွံ့ခြင်းနဲ့မုံတီးခြင်းဆိုတာတိကျရာတွေမဟုတ်ပါဘူးတင်ကားဖြတ်တစ်ပြားရဲ့ဟိုဘက်ဒီဘက်မျက်နှာစာလိုပါပဲတကယ်တော့မုံတီးခြင်းဆိုတာကြောက်ရွံ့ခြင်းကိုဖုံးကွယ်ထားတဲ့မျက်နှာဖုံးတစ်ခုဖြစ်နေတတ်တယ်ဘာလို့လဲဆိုတော့လူတွေကငါကြောက်တယ်လို့ဝန်ခံရတာထက်ငါမုံတယ်လို့ပြောလိုက်ရတာကပို့လွယ်လို့ပါပဲတဲ့ဒီမေကောလေးကိုအတူတူခဏလောက်စဉ်းစားကြည့်ရအောင်လားလူတယောက်ကိုတကယ်မုန်းတယ်ဆိုတဲ့ခံစားချက်ရဲ့နောက်ွယ်မှာဘာတွေရှိနေနိုင်မလဲအဖြေကထင်ထားတာထက်ပိုနေပါတယ်အဖြေကတော့ဒါပါပဲမုန်းတီးခြင်းရဲ့အရင်းမြစ်ကတစုံတစ်ယောက်ကငါတို့ကိုထိခိုက်အောင်လုပ်နိုင်တယ်ဆိုတဲ့အတွေးကနေလာတာပါပြောရရင်တော့ဒါဟာအကာအကွယ်မဲ့ဖြစ်နေတယ်လို့ခံစားရတဲ့ကြောက်စိတ်တစ်မျိုးပါပဲအဲ့တော့ရှင်းရှင်းလင်းလင်းလမ်းကြောင်းတစ်ခုပေါ်လာပြီပေါ့ငင်းချရဲ့စီသွားချင်တယ်ဆိုရင်ကြောက်ရွံ့ခြင်းကိုအရင်ဆုံးဖယ်ရှားရမယ်ကြောက်စိတ်ပျောက်သွားမှာမုန်းတီးစိတ်ကလိပ်ပြီးပျောက်ကွယ်သွားမှာပါဒါဆိုရင်အဲ့ဒီကြောက်ရွံ့ခြင်းကိုဘလို့ကြော်လွှားကြမလဲဆိုတော့ကြောက်စစ်နဲ့မုန်းတီးစိတ်ဒီတယောက်ချင်းစီမှာရှိတဲ့စိတ်ခံစားမှုတွေကိုချော်လွှားဖို့အကောင်းဆုံးလက်နက်ကပါလဲအဲ့ဒါကတော့စူပေါင်းညီညွတ်မှုပါပဲဒီနေရာမှာစီးလုံးညီညွတ်ရေးဆိုတဲ့နိုင်ငံတော်ဆင်ထေရှင်းချက်ကိုလေ့လာကြည့်ကြအောင်ဒီနေရာကပြည်ထောင်စုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော်တော်လေးအရေးကြီးပါတယ်သူကတူညီတာတွေပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးမတူကွဲပြားတဲ့လူမျိုးစုတွေရဲ့စုပေါင်းမှုပေါ်မှာတိဆောက်ထားတယ်လို့ဆိုလိုတာပါဒါကဘာလို့ပြတယ်လဲဆိုတော့စီလုံးညီညွတ်ရေးဆိုတာအားလုံးကိုပုံစံခွက်တစ်ခုတည်းထည့်လိုက်တာမျိုးမဟုတ်ဘူးဆိုတာပါပဲဒါကိုပန်းစီတစီနဲ့ဥပမာပေးကြည့်ရအောင်အယောင်အသွေးစုံလင်တဲ့ပန်းတွေပေါင်းဆက်ထားမှပန်းစီကပိုလာတယ်လို့ပါပဲမတူကွဲပြားတဲ့ယဉ်ကျေးမှုတွေဘာသာစကားတွေဟာအားနည်းချက်တွေမဟုတ်ပါဘူးနိုင်ငံတနိုင်ငံရဲ့တကယ့်အလာတရားနဲ့ခွင်အားရဲ့အရင်အမြင့်တွေဖြစ်ပါတယ်ဒါပေမဲ့နော်ဒီလိုခိုင်မာတဲ့စီလုံးညီညွတ်မှုကိုတိဆောက်ဖို့ဆိုရင်လက်ရှိအချိန်တစ်ခုတည်းကိုပဲကြည့်နေလို့မရပါဘူးကိုတတတာထက်အများကြီးပိုရှိတဲ့အနာဂတ်အတွက်ပါတွေးခေါ်တတ်ဖို့လိုလာပါပြီဒီ timeline ကအရင်ရှင်းလင်းတဲ့အချက်တစ်ခုကိုပြနေပါတယ်လူတယောက်ရဲ့တက်တန်းကတိုပေမဲ့နိုင်ငံတနိုင်ငံရဲ့တက်တန်းကအရင်ရှည်လာတယ်ဒါကြောင့်ကျွန်တော်ရဲ့လှုပ်ဆောင်ချက်တိုင်းဟာကိုယ့်အကချီပဲမဟုတ်ဘူးနောက်လာမယ့်မျိုးဆက်တဲ့အိတ်တဲ့အမွေကောင်းတစ်ခုချန်ထားခဲ့ဖို့တာဝန်ရှိတယ်ဆိုတာကိုတတိပေးနေတာပေါ့ဒီလိုအနာဂတ်ကိုတည်ဆောက်ဖို့ဆိုရင်ဘာတွေလိုအပ်မလဲအဖြေကတော့နှလုံးသားကြည့်ဖို့ရည်မှန်းချက်မြင်မာဖို့ပြီးတော့အတွေးခေါ်တွေမြင့်မြတ်ဖို့ပါပဲဒါတွေဟာတည်တံ့ခိုင်မြဲတဲ့အနာဂတ်ကိုတည်ဆောက်မဲ့အခြေခံအုတ်မြစ်တွေပါပဲနိုင်ငံတော်အဆင့်စီးလုံးညီညွတ်ရေးဆိုတာအပေါ်ကနေအမိန်ပေးပြီးချပေးလို့ရတဲ့အရာမဟုတ်ပါဘူးတကယ်အပြောင်းလဲကလူတဦးချင်းစီရဲ့အတွင်းစိတ်ကနေစတင်ရမှာပါဒါကြောင့်အခုကျွန်တော်တို့ရဲ့အာယုံကိုလူအဖွဲ့အစည်းကနေတဦးချင်းစီရဲ့ကိုယ်ပိုင်ပြုပြင်ပြောင်းလဲမှုစီကိုပြလက်ကြည့်အောင်လူဆိုတာလောဘဒေါသမောဟဒီလိုဆုံးမြင်စိတ်တွေရှိကြတာပဲလीဒါကတဘာဝပဲဘယ်သူမှပြေဆုံးတယ်လို့မရှိဘူးဒါပဲအရေးကြီးဆုံးမေးခွန်းကဒီမပြေဆုံးမှုတွေကိုဒီတိုင်းပဲစွတ်ထားမှာလားဒါမှမဟုတ်ထိန်ချုပ်သွားမှာလားဆိုတော့ပါပဲဒီမှာအရေးကြီးတဲ့အချက်တစ်ခုကိုခွဲပြထားတာပါအမားယွင်းရှိတာကအဖြစ်မဟုတ်ပါဘူးလူတိုင်းကအမားနဲ့မကင်းဘူးလေတကယ်အဖြစ်ကတော့ကို့အမားကိုတိတိကြီးနဲ့မဖြူးပြင်းပဲပစ်ထားတာပါပဲဒါဟာတာဝန်ယူမှုနဲ့တာဝန်မဲ့မှုကြားကခြားနာချက်ပါပဲဒါဆိုကိုဘယ်လိုဖြူးပြင်းကြမလဲဒီမှာလက်တွဲကြတဲ့လမ်းညွှန်ချက်၃ဆင့်ရှိပါတယ်ပထမဆုံးကို့အမားကိုရဲရဲဝံ့ဝံ့အတိမပြုဒုတိယအဲ့ဒီမားတဲ့ထမ်းမဖြစ်အောင်ထိုင်းချုပ်ပါ
နောက်ဆုံးပြီးတော့ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်အမြဲတမ်းကြိုးစားပြုပြင်လေပါဒါကတစ်ရက်နှစ်ရက်လောက်ရမှာမဟုတ်ဘူးတစ်သက်လုံးသွားရမယ်ခရီးစဉ်တစ်ခုပါပဲ ဒီစကားကအရန်ကိုရိုးသားပြီးတော့အစွမ်းထပ်ပါတယ်ကိုယ်တိုင်လည်းအမားလုတ်တက်တဲ့လူသားတယောက်ဖြစ်ကြောင်းနှိမ်ချစွာဝန်ခံလိုက်တာဟာခေါင်းဆောင်မှုရဲ့အားကောင်းဆုံးပုံစံတစ်ခုပါပဲဒါကကျွန်တော်လည်းအားလုံးလိုပဲအမားလုတ်တက်တဲ့လူသားတယောက်ပါလို့ပြောလိုက်တာနဲ့အတူတူပဲအဲ့ဒီလိုရိုးသားမှုကနေပဲတကယ်စီလုံးညီညွတ်မှုကစလာနိုင်တာပါ နောက်ဆုံးမှာတော့အရန်ကိုအားတက်စရာကောင်းတဲ့သတင်းစကားတစ်ခုနဲ့အဆုံးသတ်ထားပါတယ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်ရာထူးမှပဲရှိရှိကိုပြုပြင်ပြောင်းလဲနိုင်တဲ့စွမ်းရည်နဲ့အခွင့်အရေးကလူတိုင်းမှာမွေးရပါရှိပြီးသားပဲဆိုတာပါပဲကဲအခုကျွန်တော်တို့အစပြုခဲ့တဲ့အကြောင်းအရာကြောက်ရွံ့ခြင်းစီကိုပြန်သွားကြည့်အောင်လူဖွဲ့စည်းရဲ့အကြီးမားဆုံးပြဿနာတွေကိုဖြေရှင်းဖို့တောချက်ကအစိုးရတွေခေါင်းဆောင်တွေစီမှာပဲရှိတာမဟုတ်ပါဘူးတကယ်အဖြေကလူတူချင်းစီရဲ့အသွေးစိတ်ကနေပဲစတင်ရမှာပါဒီတော့နောက်ဆုံးမိခုံးကတော့ကြောက်ရွံ့ခြင်းကိုကြော်လွှားဖို့အတွက်အလောက်ကတကယ်တမ်းဘေးကနေစတင်ရမလဲအဖြေကတော့တခြားမှမဟုတ်ဘူးခိုးစီရဲ့လက်ထဲမှာပဲရှိနေတာပါ